Hello everyone, good evening. မတွေ့ရကြပြီပေါ့နော်အဲ့တော့ဗီဒီယိုလေးလည်းမတင်ပြတာများရေပေါ့ဘာဖြစ်လဲဆိုမအားအကြောင်းလည်းပါတယ်အဲ့တော့ဒီနေ့တော့ကျောင်းသားကျောင်းသူတွေအတွက်tips and tricks လေးပေါ့နော်နည်းနည်းလိုအပ်မေးရမြန်ရှင်းရှင်းလင်းလင်းလေးနဲ့တည်တင်တိထိုက်တဲ့ဟာလေးအကြောင်းရှင်းပြပေးပါမယ်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ English ကိုလေ့လာတဲ့အခါမှာဒီ grade 10 11 12ရာကြတော့ဒီ English ကိုဘယ်လိုလေ့လာရလဲဆိုရင်ဒီ academic အနေနဲ့လေ့လာရဲပေါ့နော်language လို့မလေ့လာကြဘူးပေါ့အဲ့တော့ language လို့လေ့လာတဲ့အခါမှာပို့ပြီးတော့အဆင်ပြေရယ် language ကိုရရဲဆိုရင် academic တွေဒီ subject တွေနောက်က literature တွေဆိုတာကစတိုက်လိုက်သွားနိုင်တယ်ပေါ့နော်အဲ့တော့ language ကိုအရင်ဆုံး focus လုပ်ဖို့အရေးကြီးရယ်အဲ့တော့ကျွန်တော်အဲ့ language ကို focus လုပ်ဖို့အတွက်ကိုအချက်၃ချက်နဲ့ရှင်းပြပေးမယ်အဲ့တော့ဒီ grade 10 11 12 student တွေအတွက်ပထမအဦးဆုံးတစ်ချက်အနေနဲ့ဘာလုပ်ကြမလဲဆိုရင်နံပါတ်1အချက်အနေနဲ့ reading များဖတ်ပါစာပိုက်ပေါ့ဥမာခုနကပြောလို့ကျွန်တော် grade 10တို့11တို့12မှာ unit 12ခုရှိရယ်ကြပြ၄ပုတ်ပါတယ်ပေါ့နော်ပြီးတော့ review questions တွေလည်းရှိရပေါ့အဲ့တော့ဒီ unit 12ပုတ်ကိုဖတ်နိုင်လားဟုတ်ပြီနော်ဒီ unit 12ပုတ်ကိုအတိတ်ပဲနားလည်လားပထမဆုံးစဉ်းစားရမယ်အတိတ်ပဲနားလည်မယ်ပြီးတော့နောက်ကဒီအတိတ်ပဲနားလည်တဲ့အခါမှာဒီ reading ကို reading practice လုပ်မယ်ပေါ့စာဖတ်မယ် read loud လုပ်တာမျိုးပေါ့နော်ဒါ sign up reading ပဲဖြစ်ဖြစ် read loud လုပ်တာပဲဖြစ်ဖြစ်အဆင်ပြေဒါပေမဲ့ read loud လုပ်တာပို့ပြီးတော့ effective ဖြစ်တယ်ပေါ့နော် read loud ပဲများလုပ်တင်ပါတယ် read loud လုပ်နေမယ်နောက်ပြီးတော့ comprehension လေးဖြည့်ကြည့်မယ်အဲ့ reading နဲ့မှာပါ vocab တွေကိုမှတ်ထားမယ်အဲ့လိုမျိုးဆိုရင်ပို့ပြီးတော့အဆင်ပြေရပေါ့နော်အဲ့ဒါဆိုသူကပို့ပြီးတော့လည်းမှတ်မိသွားမယ်ပြီးတော့နောက်ကပါထပ်ဖြစ်သွားမလဲဆိုရင်ကျွန်တော်တို့ဒီစာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကြည့်သွားမယ်ပေါ့အဲ့တခုရှိတယ်ဒုတိယတစ်ချက်အနေနဲ့က grammar အဲ့တော့ grammar ကိုကျွန်တော်ကဒီ grade 10 11 12 grammar တွေပဲလုပ်ထားရမျိုးမဟုတ်ဘဲနဲ့ဒီအပြင်မှာရှိရဲ့ grammar တွေပေါ့နော်အဲ့ကို grammar တွေအကုန်လုံး practice လုပ်ထားမယ်ဆိုရင်ပို့ပြီးတော့စာမေးပွဲမှာဖြေနိုင်ဖို့ရခဲ့တော့များတယ်။ဘာလို့လဲဆိုတော့ grade 12မှာဆို multiple choice ပါတယ်ပေါ့နော်။အဲ့ multiple choice က grammar လည်းပြန်မေးရယ် prepositions တွေမေးရမျိုးရှိရယ်။ Now ဒီ situation တစ်ခုပေါ်မှာဘယ်လိုချင်းမျိုးရွေးရမလဲဆိုတဲ့ဟာမျိုးလည်းရှိရပေါ့နော်အဲ့တော့ကိုက 8 speech တို့ဒီခုနက trade tenses တို့နော်ဒါမျိုးလေးကိုကောင်းကောင်းကျင့်လဲထားပြီးတော့နားလည်ထားတဲ့အခါကြားမှသာလျှင်ဒီ grammar တွေကိုကောင်းကောင်းဖြေနိုင်မှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့အောင်ကျွန်တော် writing ပေါ့အဲ့တော့ grammar ပိုင်ပြီး reading လည်းများဖတ်ထားရဲဆိုရင် writing ရေးဖို့အတွက်ကဒါလမ်းစာလေးဖြစ်သွားပြီပေါ့အဲ့ writing ကိုကြောက်ကြတဲ့အထိပ္ပယ်ကမရေးကြဘူးပါပေါ့နော်အဲ့ writing ရေးဖို့အတွက်ဆိုရင်ဘယ်ကစရမလဲပေါ့အဲ့ပထမအဦးဆုံးအနေနဲ့ကျွန်တော်လုပ်တဲ့ဟာလေးကိုနည်းနည်းပြပြပေးမယ်ပေါ့နော် writing ရေးဖို့အတွက်ဆိုရင်ပထမအဦးဆုံးအနေနဲ့စာများဖတ်ထားဖို့လိုအပ်တယ်အဲ့စာဖတ်တဲ့အခါမှာထားပါတော့စာပိုက်တစ်ပိုက်ပေါ့စာပိုက်တစ်ပိုက်လေးကိုကိုကယူလိုက်တယ်အဲ့တစ်ပိုက်နဲ့ပတ်သက်တဲ့စာပိုက်လေးကိုဖတ်လိုက်တယ်အဲ့ထဲက vocab လေးကိုမှတ်မယ်ပြီးတဲ့အခါမှာ sentence structure လေးကိုကြည့်မယ်ပေါ့အဲ့လိုမျိုး sentence structure လေး vocab လေးသိလာပြီးအဆင်ပြေရမှတ်မိပြီးဒီစာတစ်ပိုက်ကိုလည်းကောင်းကောင်းနားလည်ပြီးဆိုတဲ့အခါမှာ summary writing ဆိုရဲတစ်ချောင်းရနှစ်ချောင်းရအစပြုပြီးရေးကြည့်မယ်ဆိုရင်တော့ writing skill လည်းတိုးတက်လာပါလိမ့်မယ်ဒါပေမဲ့ဒီယာယီက consistency ဆိုရဲတသားရဲ့စတိုက်လုံနေမှသာလျှင်ဒီလို skill ကတိုးတက်လာပါဘောနော်အဲ့လိုမဟုတ်ဘဲနဲ့တရက်လောက်လိုက်တယ်နောက်ရက်မလောက်တော့ပဲနေမယ်ဆိုရင်ဒီ skill ကတိုးတက်မှာမဟုတ်ဘူးနော်ဒါနဲ့ပတ်သက်ပြီးတော့ကျောင်းသားကျောင်းသူ sharing လုပ်ပေးခြင်းဖြစ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ် bye bye